ကြီးမားထေဝါပြီးနင်နာတွေကတော့အာနာရှိတဲ့ရတာထွက်နေတယ်ခွင်းလို့စိတ်တမျိုးအကြောင်းကိုပြောပြပေးတော့မှာပါဒါကတော့သူတို့ရဲ့ခံရထေဝါမှုသစ္စာရှိမှုနဲ့အကောင်းတဲ့ကုခန္ဓာတိဆောက်ပုံကြောင့်ခွာတော့မှလူကြိုက်များလာနေရဲ့ကင်းကုတ်ဆိုခွေတွေပဲဖြစ်ပါလေအီတလီနိုင်ငံကနေစတင်မူဖောက်ခဲ့တာဖြစ်ပြီးရှမ်းအောင်ရောမခေတ်ကစစ်နီပြည်နေမှာတော်မိခဲ့တယ်ကနေဖန်နက်ဆိုတဲ့စစ်ခွေးကြီးမျိုးလိုက်ကနေစင်တက်လာတာပါကင်းဆိုတာအီတလီလိုခွေးလိုတေးပဲရပြီးကိုဆူဆူလာကတော့ကောက်ွယ်သူအဆောင်ရှောက်ဆိုတဲ့တေးပဲကိုကူတာပြီးပါလေစစ်ခေတ်မှာတော့သူတို့စပွဲဒီမှာတော်မိခဲ့ကြပြီးနောက်ပိုင်းမှာတော့လေယာလုပ်ငန်းတွေမှာကျွန်းတော်တွေထင်းကြောက်မှုအင်ချမ်းမီတွေကိုကောက်ွယ်ဖို့အတွက်တော်မိခဲ့ကြပါလေဒါပေမဲ့စစ်ကိုရသူလောက်မှာစိုက်ပျိုးရေးစနစ်တွေပြောင်းလဲလာတာကြောင့်မျိုးသုံးလုံးတွေပဲဖြစ်ခဲ့ရပါလေကံကောင်းတာကတော့1990ဝန်းကျင်မှာဒက်လီခွေးပညာရှင်တွေကဒီမျိုးတွေကိုပြန်လဲထင်းနေပြီးရန်လေးတွေဆက်လက်ရှိနေစေခဲ့ပါတယ်ကင်းကုတ်ဆိုတာကမ္ဘာခွေးမစိတ်တွေထဲမှာကာယပြင်းစုံနေတဲ့ကတစ်မျိုးပါသူတို့ရဲ့ကာယဟာပြင်းပြအပြင်900 PSI ဝန်းကျင်လောက်ကိုရှိပါတယ်သူတို့ကကျင်းဝတဲ့ကောင်းဝင်တဲ့တမလည်းမီးရိုးကျက်သားတွေရှိပြီးကပ်ပြီးပြမလို့ပဲဆွဲထားတယ်ကိစ္စဟိုပုံလန်နဲ့ကြိုက်တတ်ပါလေဒါကြောင့်အခါကိုက်လိုက်ရင်လော်လီကိုမလွတ်နိုင်နဲ့အင်အားရှိပါလေပေးမှန်းကြည့်ရင်ကြောက်ဖို့ကောက်မိနေလူစိတ်ကတော့မိသားစုပေါ်လွန်တစ္ဆာရှိပြီးလွန်ချစ်တတ်ကြပါလေ။နိုင်ရင်မိမိလေးချင်းရလွယ်ကူစီပါလေ။ဇင်းညူကိုမဲဆောင်တင်နေပြီးလိုအပ်ပဲရမှုတတ်တော့ခွေးမော့ပဲအနေနဲ့ရှိရလို့ခံစားရတဲ့အချိန်မှသာတုံ့ပြန်တဲ့တင်းကျင်းနဲ့ကောက်ွယ်သူပြောက်လို့ဖြစ်ပါလေ။ကင်းကုတ်ဆိုလေအင်အားကြီးွားတဲ့ခွေးတွေဖြစ်တဲ့အတွက်ခုမှစတင်ဝင်းမိမယ်လေ့ကျင့်သားအတွက်အတင်းတော်အောင်။ဟိုင်မာတဲ့စီးကြနဲ့ကောင်းကထင်းချုံမှန်နဲ့ပန်းရှင်ဖြစ်ဖို့လိုအပ်ပါလေ။နေတင်ကလေးကလူရင်းနဲ့ဂိစံနေနဲ့ရှင်မောင်းမလုပ်ပေးဘူးဆိုရင်သူတို့ရဲ့ကောက်ွယ်လို့စေရလွန်ပြချန်သွားနိုင်ပါတယ်။ကင်းကုတ်ဆိုလေတမိုင်းကြောင့်ခနဲ့မောင်းရှိပြီးယုံလန်လို့တဲ့အင်အားနဲ့ကာရောက်ကိုပန်းဆန်းကြတယ်။တခင်ပေါ်ဒီပန်တရစုံသစ္စာရှိမဲ့ဘေကောင်ခွေကြီးတွေပဲဖြစ်ပါလေ။သူတို့စင်ဝင်စောဖို့ကောင်းတဲ့ဂိုက်တော်အကြောင်းတွေကိုဗီဒီယိုကျန်တဲ့တီးအောင်နှောရဲ့ Alpha Guide တို့မြန်မာ channel ကို Line Subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ခင်ဗျာ။